ကဲပရိသတ်ကြီးတို့အားလုံးမင်္ဂလာပါခင်ဗျအခုဒီနေ့ကျွန်တော်လှုပ်ဖြစ်တဲ့အလုပ်ပေါ့ဒါကကြတော့ကျွန်တော်တို့ဒီလှိုင်းကောင်းထဲမှာသုံးတဲ့ဒီဘီလက်မြေအခွေတွေပေါ့ဒီဟာတစ်ခွေကိုကျွန်တော်တို့ပေါင်းလိုက်တစ်လုံးရတယ်စီရုပုံစံမျိုးအဲ့ဒါကိုကျွန်တော်ကတငယ်ချင်းတွေနဲ့အတူတူချကူတင်ကူရတာပေါ့ကျွန်တော်ကအလုပ်ကအပေါ်မှာအလုပ်ကတွေများပဲမဲ့ဒါပေမဲ့အောက်မှာတငယ်ချင်းတွေလိုးနေတော့တငယ်ချင်းတွေသွားကူပေးရတာဒါအခုကျွန်တော်တို့ဒီဟာကိုတည်ပြီးတော့ကျွန်တော်လှိုင်းကောင်းထက်သွားရတော့မှာတငယ်ချင်းတို့နဲ့အတူတူပဲကျွန်တော်တို့ဒီရွှေမြန်မာတွေဆိုရင်ဒီမှာဟိုအလောက်ရှိတယ်ရောက်40လောက်ရှိတယ်ဒါကျွန်တော်အခုချလိုက်တဲ့ပစ္စည်းကလှိုင်းကောင်းအတွင်းနဲ့ရှိထဲမှာပေါ့ဒါကကြကျွန်တော်တို့ပိုက်ဒီပိုက်နဲ့ကျွန်တော်တို့အဲ့ကြောက်တွေအကုန်ထုတ်တာမော်တာနဲ့ဒီထိုင်ကောင်းဖောက်လာတဲ့ပိုက်တွေအဲ့ဒါပေါက်သွားလို့ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒါကိုသွားဆက်ကြတာပေါ့ဒါကကျွန်တော်လှိုင်းကောင်းတော့မှာဒါကျွန်တော်ရိုက်ပြခြင်းဖြစ်ပါတယ်နော်ဒါဒီနေ့ကျွန်တော်လုပ်ခဲ့တဲ့အလုပ်လေးပေါ့အားလုံးကျေးဇူးတင်ပါတယ်